အားလုံးပဲမင်္ဂလာပါနော် ICL Computer Landing Page မှာပြန်လည်ကြိုဆိုပါရစေအခုလေ့လာရမယ့်သင်ခန်းစာကတော့ text size ကိုအကြီးအသေးချိန်ပြီးပဲဖြစ်ပါတယ် text size ကိုအကြီးအသေးချိန်ဖို့ရန်အတွက်ဆိုလို့ရှိရင် text bar မှာ right click နှိပ်ပြီးတော့မှ text bar setting ထဲကိုဝင်ပေးရမှာဖြစ်ပါတယ် text bar setting ထဲဝင်သွားပြီဆိုလို့ရှိရင် accessibility ထဲဝင်ပါ accessibility ထဲဝင်ပြီးသွားလို့ရှိရင် text size ကိုရွေးပေးရမှာဖြစ်ပါတယ် text size ကိုရေးပြီးသွားပြီဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ပေါ့နော်ဒီ accessibility text size မှာဆိုလို့ရှိရင် text size ကအသေးကနေအကြီးကြီးပေါ့နော်ကိုလိုတလို့ပေါ့နော်ဘောနော်ဆွဲညှိလို့ရပါတယ် text size ကိုဆွဲသွားလို့ရှိရင်ပေါ့နော်သူကအကြီးဖြစ်သွားတာပေါ့နော်ခုဒီမှာဆိုလို့ရှိရင် example ကကြတော့ခုဒီမှာဆိုရှင် text size ကိုကျွန်မကပုံမှန်ဆိုရင်တော့ပုံမှန်ပေါ့နော်ဖြည်းဖြည်းနဲ့ကွာကြီးလို့ရအကြီးဆုံးဆိုလဲအကြီးဆုံး apply နေလိုက်လို့ရှိရင်ခဏလေးစောင့်ပေးရမယ်ပေါ့နော်ဆိုဒီဘက်ဘေးရာအစပေါ့နော်အကုန်လုံး text size တွေအကုန်ကြီးတော့ပေါ့နော်အကုန်ကြီးသွားမှာပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကိုကပေါ့နော်အရင်ကြီးလို့နေပေါ့နော်မလို့ချင်းပေါ့နော်နည်းနည်းတေးမယ်ဆိုလည်းရတယ်ပေါ့နော် site ကိုတေးမှာ apply လုပ်လိုက်ပါခဏလေးစောင့်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင်ပုံမှန် site ဖြစ်သွားပါပြီကဲမိတ်ဆွေတို့လည်းဆန်းလုပ်ကြည့်ပါနော်နားမလည်ရှိလဲ comment မှာရေးထားပေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်